2026ကိုရောက်နေပြီ CV အဟောင်းပုံစံနေနဲ့ပဲလှုပ်ရှားနေတုံးလားဒါဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုကြည့်တင်ပါတယ်ဒီနေ့မှာတော့ Canva application ကိုသုံးပြီးတော့ update CV ဖောင်လေးဘယ်လိုပြင်လဲဆိုတာကိုဝေမျှပေးသွားမှာဖြစ်ပါတယ်ရှင်အရင်ဆုံးကျွန်တော်တို့ Canva application ကိုတောင်းလိုက်ပါမယ်ပြီးရင်ဘယ်ဘက်လေးမှာ create ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါမယ်အဲဒီမှာ search နေရာလေးမှာ resume ဆိုတဲ့စာသားလေးဖြတ်လိုက်ပါမယ်ဒီမှာဆိုရင်ကျမတို့ format လေးတွေရှိတယ်ဒီမှာ A3 တို့ A4 တို့ရှိတယ်ပေါ့နော်ပုံမှန်ကျမတို့က standardized format ဆိုလို့ရှိရင် A4 ကိုပဲရွေးလိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့ CP form plain format ကိုရပြီဖြစ်ပါတယ်အဲဆိုရင်တော့ Pivot channel ကိုထောက်လိုက်ပါမယ် Pivot channel က design ဆိုတဲ့ icon လေးကိုနှိပ်လိုက်ပါမယ်နှိပ်ပြီးသွားရင်ကိုလိုချင်တဲ့ design ကိုလည်းရှာလို့ဒီမှာရိုက်ရှာလို့ရတယ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်အောက်မှာကကျမတို့သူပေးထားတဲ့ design လေးတွေပဲရွေးလို့ရပါတယ်ပေးထားတဲ့ design ပုံစံလေးတွေထဲမှာကျမတို့ဒီမှာတွေ့ရတဲ့အဝါရောင် crown ပုံစံနဲ့ရကြတော့သူကတော့ pro version ပါကျမတို့ pro version မဟုတ်ဘဲနဲ့ free version နဲ့သုံးမဲ့လူတွေဆိုလို့ရှိရင်ဒီအဝါရောင် crown ပုံစံလေးတွေရဲ့ format လေးတွေကိုမယူဘဲနဲ့တခြား design ကနေပြီးတော့သုံးလို့ရပါတယ်အဲဆိုလို့ရှိရင်ကျမတို့တစ်ခုကိုရွေးလိုက်ပါမယ်ဒါဆိုလို့ရှိရင်အဝါရောင်မပါတဲ့တရားပြောက်ပေါ့နော်ဆိုတော့ဒီဟာလေးကိုကျွန်တော်ရွေးလိုက်ပါမယ်ဒါဆိုရင်ကျမတို့ sample template လေးတစ်ခုရွေးလိုက်ပြီးဖြစ်ပါတယ်အဲဆိုရင်ကျမတို့ဒီ sample template လေးမှာကိုယ့်ရဲ့ information တွေဖြစ်ကြပါမယ်အရင်ဆုံးဒီနေရာလေးကတော့ကိုယ့်ရဲ့ပုံထည့်ဖို့နေရာလေးဖြစ်ပါတယ်ကိုယ့်ပုံကိုထည့်မယ်ဆိုလို့ရှိရင် professional ဆန်တဲ့ပုံလေးထည့်ဖို့တော့လိုအပ်ပါတယ်ဒီနေရာလေးကကျတော့ကျမတို့နာမည်ပါကိုယ့်ရဲ့နာမည်လေးကိုရေးလိုက်ပါမယ်ဒီအောက်ကနေရာလေးကကြတော့ position ပါ position ကကြတော့ကိုရှောက်ထားမဲ့အရာတို့ဖြစ်ပါတယ်ကိုက marketing manager အရာတို့ကိုရှောက်မယ်ဆိုရင်ဒီညမှာ marketing manager ပါတကယ်လို့တခြား position ရှောက်မယ်ဆိုလို့ရှိရင်တော့တခြား position ရဲ့ name ကိုရေးဖို့လိုအပ်ပါတယ်ပြီးသွားရင်တော့အောက်မှာ contact နေရာလေးမှာကြတော့ကျမတို့ဒီမှာဆိုရင်ဖုန်းနံပါတ်လေးထည့်ပါမယ်မြန်မာနိုင်ငံဆိုရင် +959 နဲ့စာပြီးတော့ကိုယ့်ဖုန်းနံပါတ်လေးရေးလိုက်မယ်ပေါ့နော်ဒုတိယနေရာလေးကကြတော့ email address ပါတတိယနေရာလေးကကြတော့ address ဖြစ်ပါတယ်ကိုနေတဲ့လိပ်စာလေးထည့်ပါမယ်ဒီအပေါင်းမိနေရာလေးကကြတော့ကိုယ့်ရဲ့အကြောင်းပေါ့နော်ကိုယ့်ရဲ့ professional အကြောင်းကိုအနှစ်ချုပ်လေးရေးလိုက်ရပါပြီဒီအောက်ကကြတော့ skills တွေဖြစ်ပါတယ် skills တွေမှာဆိုရင်တကယ်လို့က marketing manager ဆိုလို့ရှိရင်ကိုမှာက marketing skill တွေရှိမယ်နောက်တစ်ခုကကျ communication skills တို့ leadership skills တို့ဒါဆိုရင်ကိုမှာရှိတဲ့ skills တွေကိုကshort to the point လေးနဲ့ထည့်လိုက်ရပါပြီဒါကတော့ sample ပြထားတာပါတကယ်လို့ကိုမှတခြား skill တွေထပ်ရှိသေးတယ်ဆိုရင်ကိုဒီမှာထပ်ထည့်လို့ရပါတယ်ဒီဘက် channel က education ပေါ့နော် education မှာဆိုရင်ကျမတို့က education အောက်မှာဆိုလို့ရှိရင်ပါလေးတွေပါနေဆိုလို့ရှိရင်ကိုယ့်ရဲ့ highest educational background ကိုအရင်ဆုံးရေးတင်ပါတယ်ကိုယ့်ရဲ့ educational background ကအမြင့်ဆုံးက PhD ဆိုရင်ဒီမှာက PhD ရဲ့ educational background ကိုအရင်ဆုံးရေးတင်ပါတယ်ပြီးတော့မှနောက်ဆုံး master ပြီးလို့ရှိရင်နောက်တစ်ခုကကျ bachelor နောက်မှာကိုကဒီ diploma တို့ certificate တို့အကြောင်းလေးတွေကိုထည့်ရေးတင်ပါတယ် experience အပိုင်းမှာဆိုလို့ရှိရင်လည်းခုနက education